ဒီနေ့ကံကတော့မြန်မာနိုင်ငံအတွက်အနာဂတ်လှပတော့မှာဒီမှာလုပ်တာပါမပါလာတော့ပါတီရဲ့ဒီလက်ခံဥပါတဲ့သူရတော့အားလုံးတော့ပါတီမိခေါ်တယ်ပါရမပါတာတော့ပါတီရဲ့ခဏလေးတို့မလို့ရတယ်တော့ဒီလိုပဲတော့ပါဝင်တော့ဒီကံလေးပါတီအားလုံးဒီကံပဲပေါ့ဒီပါတီအားလုံးဒီကံလက်ခံတော့လက်ခံပါအခုကဒီမိုကရေစီဒီနိုင်ငံတော်ကိုညှို့မနေတယ်ဒီမိုကရေစီနိုင်ငံကိုညှို့မနေတယ်ဖြစ်တယ်ဒီမိုကရေစီအရေးကိုဖြစ်ဖို့ကရွေးကောက်ပွဲပဲတို့ရမှာဒါမှမဟုတ်သူကဒီမိုကရေစီအရေးကိုညှို့မတာဖြစ်တယ်ဒီရွေးကောက်ပွဲကိုဘုံဘက်စတာနဲ့လာပြီးတော့မဲပင်းနေဒါပြောကြတယ်ဘုံဘက်စတာနဲ့ကိုယ်ကြီးတောင်းတော့သူတို့ရဲ့ဒီမိုကရေစီကိုသိတာဘာဖြစ်လို့ဘာလို့မှသိနေတဲ့နိုင်ငံရေးဒီပြဿနာတွေအလုံးနိုင်ငံရေးနဲ့ပဲဖြစ်လို့ရမှာလေရွေးကောက်ပွဲနည်းအပြင်ဆက်လာတဲ့ရွေးကောက်ပွဲအစိုးရတရားအနေနဲ့နိုင်ငံရေးနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးမြန်မာနိုင်ငံရဲ့အနာဂတ်နိုင်ငံကနိုင်ငံရေးနဲ့ဆောင်းတော့ဒီနေ့ဒီတော့လောလောဆယ်ဘာလို့NCA ပေါ့နော် NCA တဲ့ငါတို့ပြတ်တဲ့မှုရတဲ့ဘောဓုသားချုပ်ပြတော့သွားနေတယ်ပြောစီအဲ့ဒီဥစ္စာလည်းတို့ရတယ်ပြီးတော့အချက်ပေါင်း56ချက်ပြီးခဲ့တဲ့အစိုးရဆွတ်တော်စက်တမ်ဘာအချက်ပေါင်း56ချက်ဘောဒီ NCA အခြေခံပြုတဲ့တို့ကရင်းရဲဆုံးကိုဆက်လက်လုပ်ဆောင်ဖြစ်ပါတယ်